အားလုံးပဲမင်္ဂလာပါဒီနေ့တော့တနင်္ဂနွေပိတ်ရက်လေးမှာကျွန်တော်ကခောက်ဆွဲကြော်စားဖြစ်ပါတယ်ခောက်ဆွဲကိုတော့မမီခောက်ဆွဲနဲ့ကြော်စားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြော်စားမှုကြော်စားနည်းလေးကိုလိုက်ကြည့်ပေးကြပါဦးနော်ခောက်ဆွဲကြော်ကိုကိုယ်အိမ်မှာကြော်စားရင်အဝါစားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြက်သား9000ဘူးတဲ့နဲ့တအိမ်သားလုံးအဝါစားလို့ရအောင်ကြော်စားဖြစ်ပါတယ်ပထမဦးဆုံးဈေးကဝယ်လာတဲ့ကြက်သားတွေကိုစားကြက်သားမုံနဲ့ပဲရင်နဲ့ငယ်ထည့်တဲ့ခယူစီနဲ့ငယ်ထည့်ပြီးတော့မှအရသာနဲ့နှက်ပေးထားလိုက်ပါမယ်ကြက်သားနှက်တဲ့အထဲမှာလည်းအရသာနဲ့အနှံပူမွေးအောင်လို့ကျွန်တော်ကငရုတ်ကောင်မှုအနှဲငယ်ကိုထည့်ပြီးတော့မှရေခဲတက်တာထဲမှာထည့်ပြီးတော့နှက်ပေးထားလိုက်ပါတယ်ပြီးရင်တော့ခောက်ဆွဲကြော်စားဖို့တော့ကျွန်တော်ကမာမီခောက်ဆွဲလေးတုံးပြီးတော့ပြုတ်ထားလိုက်ပါတယ်ကျွန်တော်တုံးထားတဲ့ခောက်ဆွဲသားကအနှဲငယ်ကျန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ကြာလေးတော့ပြုတ်ပေးထားလိုက်ရပါတယ်ခောက်ဆွဲပြုတ်နေစဉ်အတွင်းတစ်ဖက်မှာလည်းကျွန်တော်ကခောက်ဆွဲကြော်တွေကိုအသားတို့ထည့်စားမှဖြစ်တဲ့အတွက်ကြောင့်မလို့အသားတို့ကိုလည်းရေစိမ်ထားပေးလိုက်ပါတယ်ခောက်ဆွဲကိုကြာလေးပြုတ်ထားပေးပြီးတော့နူးလာပြီဆိုလို့ရှိရင်စကားလေးနဲ့စစ်ပြီးရေအေးနဲ့အထက်ထပ်ပြန်ပြီးဆေးပေးထားလိုက်ပါမယ်ခောက်ဆွဲပြုတ်ပြီးသွားပြီဆိုရင်တော့ခောက်ဆွဲကြော်ရဲထဲမဲ့အသီးရွက်တွေအစာပလာတွေကိုလီးပေးလိုက်ပါမယ်ပထမဦးဆုံးမုံလာဥနီလေးကိုပပလေးလီးပေးထားလိုက်ပါမယ်ကျွန်တော်ကတော့မုံလာဥနီတစ်လုံးပဲသုံးထားပါတယ်မုံလာဥနီတွေကိုခပ်ပပလေးတက်နိုင်တဲ့လောက်လီးပေးထားပါတယ်ပြီးရင်တော့ခောက်ဆွဲကြော်ရဲထဲစားဖို့အရွက်နေနဲ့မုံညင်းဖြူကိုလည်းပပလေးလီးပေးထားလိုက်ပါတယ်ကျွန်တော်ကတော့ခောက်ဆွဲကြော်ရဲမှာလွယ်လွယ်ကူကူပဲလှုပ်ရှားတာဖြစ်တဲ့အတွက်အသီးရွက်အနေငယ်နဲ့အသားအနေငယ်ကိုပဲသုံးထားပါတယ်ကိုကဆုံဆုံလင်းလင်းလေးစားချင်တယ်ဆိုရင်တော့အသီးရွက်တွေထပ်ထည့်နိုင်ပါတယ်ပြီးရင်တော့ခောက်ဆွဲကြော်ဖို့အတွက်ကြက်သားစီတက်ဖို့ကြက်သွန်နီတွေကိုပပလီးပေးထားလိုက်ပါမယ်ကြက်သွန်နီတွေလီးပြီးသွားပြီဆိုရင်တော့ကျွန်တော်ကကြက်သွန်ဖြူလေးတွေကိုတပြားရိုက်ပြီးနောက်ကလေးတွေဆင်းပေးထားလိုက်ပါမယ်ကြက်သွန်ဖြူတွေတပြားရိုက်ပြီးပြီဆိုရင်ခောက်ဆွဲကြော်ရဲထည့်ဖို့အတွက်ကြက်ဥကိုခောက်ပြီးတော့ကြော်ပေးထားလိုက်ပါမယ်ကျွန်တော်ကတော့ခောက်ဆွဲနေများတာဖြစ်တဲ့အတွက်ကြက်ဥ3လုံးသုံးထားပါတယ်ကြက်ဥထဲကိုလည်းကျွန်တော်ကအရသာအနေငယ်ထည့်ပြီးတော့မှထည့်မွေပေးလိုက်ပါတယ်ကြက်သားမှုသုံးသွားပါတယ်အားလုံးပြီးပြီဆိုရင်တော့ကြက်ဥကြော်ပေးလိုက်ပါမယ်ကျုပ်ကျုပ်လို့ပြီးပြီဆိုရင်တော့ကျွန်တော်ကအသားနှက်ထားတာတွေကြော်ဖို့အတွက်ကိုစပြီးတော့ကြက်သွန်ဖြူကြက်သွန်နီနဲ့ငရုတ်တီနဲ့ငယ်ကိုစီထည့်တက်ပေးလိုက်ပါတယ်ပြီးရင်တော့ရေခဲတက်တာတွေကကြက်သားကိုထုတ်ပြီးတော့မှစီထည့်တက်လိုက်ပါတယ်ကြက်သားကခဲနေတဲ့အတွက်ကြောင့်မလို့ရေနဲ့ငယ်နဲ့ထည့်ပြီးတော့မှလုံပေးလိုက်ပါတယ်တစ်ဖက်မှာလည်းခောက်ဆွဲကို ready ကြော်ဖို့အတွက်ကိုပြင်ဆင်ပါမယ်ခောက်ဆွဲတွေကိုကြက်သားမုံနဲ့ငယ်စားနဲ့ငယ်နဲ့ပဲငန်းပြားရဲ့အကျဲကိုထည့်ပြီးတော့မှနှံ့ဆက်အောင်နေပေးထားလိုက်ပါမယ်ခောက်ဆွဲကြော်တဲ့အခါမှာအခုလိုမျိုးအရသာတွေကိုမကြိုခင်ကလေးကအရင်နဲ့ထားပေးမယ်ဆိုလို့ရှိရင်ထဲကြော်တဲ့အခါမှာလည်းနှံ့ဆက်ဆက်နဲ့စားလို့ကောင်းစေပါတယ်ကြက်သားကရေဆူလာပြီဆိုလို့ရှိရင်တော့အဖုံးဖွင့်ပြီးအသားတွေကျအောင်လို့အပေါ်အောက်လှန်ပေးပါမယ်ကြက်သားကလည်းကြက်လာပြီဆိုရင်တော့နှဲငယ်မာတဲ့မုံလာဥနီကိုထည့်ပြီးတော့မှကြော်ပေးလိုက်ပါမယ်အခုလိုမျိုးလေးကြော်လာပေးရင်းနဲ့စီနှဲငယ်ပြန်စားပြူလာပြီဆိုရင်တော့လီးထားတဲ့မုံညင်းဖြူတွေကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်မုံညင်းဖြူထည့်ကြော်ပြီးလို့နူးလာပြီဆိုရင်တော့ကျွန်တော်တို့ခောက်ဆွဲတွေထည့်ကြော်ပါတော့မယ်ကျွန်တော်ကြော်မဲ့ခောက်ဆွဲကပမာဏများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သားနဲ့အသီးရွက်ကိုအနှဲငယ်ဖယ်ထားပြီးတော့မှထည့်ကြော်ပေးလိုက်ပါမယ်ပြီးတော့မှအပေါ်ကလောင်ပြီးတော့မှနှမ်းဆက်သွားအောင်ထပ်ထည့်ပေးလိုက်ပါမယ်ကျွန်တော်ထည့်ကြော်ထားတဲ့ခောက်ဆွဲသားကအနှဲငယ်မာနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကရေလေးနဲ့တောက်ပြီးတော့ကြော်ပါမယ်ခောက်ဆွဲတွေအနှဲငယ်ဤသွားတဲ့အခါမှာခွဲထားတဲ့အသီးရွက်နဲ့အသားကိုထည့်ပေးလိုက်ပါတယ်ကျွန်တော်ကြော်တဲ့ခောက်ဆွဲတွေကပမာဏများတဲ့အတွက်ကြောင့်မလို့ဇွန်နှချောင်းနဲ့အာရပါရတေချာလေးနှက်ဆက်အောင်မှွေပေးရပါတယ်ခောက်ဆွဲကြော်တဲ့အခါမှာလည်းမီပြင်းပြင်းနဲ့မဟုတ်ဘဲနဲ့မီနဲ့ငယ်လျှော့ပြီးတော့တုံးပေးထားပါတယ်ခောက်ဆွဲကြော်ကိုအနှဲငယ်မြေကြီးတဲ့အခါမှာတော်တော်လေးမာနေတဲ့အတွက်ကြောင့်မလို့ရေများများလေးထည့်ပြီးတော့မှကြော်ပေးလိုက်ပါတယ်ပြီးရင်တော့အရသာကအနှဲငယ်ပေါ့နေတဲ့အတွက်ကြောင့်မလို့ချက်သားမှုန်နှဲငယ်ထည့်ပြီးတော့မှနှက်ဆက်အောင်မှွေပေးသွားလိုက်ပါတယ်ခောက်ဆွဲကကြော်လာနေရင်လည်းရေခမ်းစားလည်းပြူလာပြီးခောက်ဆွဲသားရည်လည်းနူးလာပြီဆိုရင်တော့အမှောက်ဆုံးကြော်ထားတဲ့ကြက်ဥကြော်တွေကိုလောင်းထည့်ပြီးမှနှမ်းဆက်အောင်ထည့်မှွေပေးလိုက်ပါတယ်ကဲအခုဆိုရင်သားများများပိုရှင်းများများနဲ့ကိုယ့်အိမ်မှာစိတ်ကြိုက်ကြော်စားလို့ရတဲ့ခောက်ဆွဲကြော်လေးကိုရပါပြီအားလုံးကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်